မပျော်ရွှင်မှုများရဲရင်းနဲ့မောရတယ်ဆိုတာတဖြည်းဖြည်းပါလွှတ်လာလိုက်တာအပြုံးတွေအယောင်မဲ့မနှက်ဖြန့်ဆိုတာလဲတက်ပြင်းရှည်များတာဆက်ပြပူပေါင်းလေးလူပေါ်တို့ထိမိယုံထပေါက်သွားနိုင်ပါတယ်လုံးချီခံထားရတဲ့စက်ကူလေးလူပေါင်းဘလောက်ကြေမွားခဲ့ပြီလဲအသက်ချင်းလောင်းချင်းထက်တဲ့ကစားပွဲမှာလက်ခုပ်တီးအားပေးတဲ့ပြိတ္တတော့မဖြစ်ချင်ဘူးကင်းချင်များခြေတစ်ချောင်းကျိုးရည်အသွားမပြတ်တဲ့သူဘဝရီမဟုတ်တော့လဲပြူတိုင်းပြန်ထဖို့တိတ်ခတ်တယ်ဟောင်းနွမ်းနေတဲ့စိတ်ဓာတ်နဲ့အဟောင်းတွေအယောင်သွတ်တဲ့တိုင်းပြည်မှာမတက်လွင်တော့တာလဲမဆန်းပါဘူးလူသေးလို့ပြောတယ်ဆိုတာထူးဆန်းလွန်းတယ်ခုတော့နာကျင်မှုတွေခောက်သိမ်းလက်သီးကိုကြစ်ကြစ်ဆုပ်လို့လောကရန်မုံတိုင်းတဲ့တိုးဝေရင်ဆိုင်ရအောင်မယ်အောင်တာမွေ20ရက်5လ2023